အားလုံးပဲမင်္ဂလာပါကြံစီသမျှအောင်မြင်စေပြီးဖုန်းကျက်တဲ့တိုးစီရန်ဓာတ်ရည်ရအစဉ်စဉ်ကိုပြောပြပေးမှာပဲဖြစ်ပါတယ်။တုံညာပြုံးသမားတွေအတွက်ပြောပြပေးမှာဖြစ်ပါတယ်။ဓာတ်ပန်းအနေနဲ့ကတော့တပြေး6ညွန့်မီမြုပ်9ပွင့်လီလီသို့မဟုတ်ရွက်လ4ပွင့်ကိုပန်းအိုးတေးအိုးထဲမှာစုထည့်ပြီးတော့မြတ်စွာဘုရားရှင်အားကက်လူရမှာပဲဖြစ်ပါတယ်။ထို့သို့ကက်လူပြီးနောက်မှာတန်မုတ်တေဂါရာဖြင့်ပတိ15ပတ်စိတ်ပြီးတော့ဒိဋ္ဌံ15ရက်ဝင်ရမှာပဲဖြစ်ပါတယ်ထို့သို့ဒိဋ္ဌံထို့သို့ပြုလုပ်ပေးပါကမိမိတို့ကန်စာတာမှာရှိတဲ့အခက်ခဲအကျက်တဲများပြေပြောက်ပြီးဖုံးကျစ်တဲ့တိုးပွားခြင်းကြံစည်သမျှအောင်မြင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိစေမှာပဲဖြစ်ပါတယ်အကျံစီဟူသမျှအောင်မြင်ပြီးချမ်းသာဒုက္ခလက်လာပါများပေါကြွယ်ဝကြပါစေ